MMA လောကမှာပွဲပေါင်း16ပွဲကစားပြီးတပွဲမှမရှုံးဘူးတဲ့မတ်လန်ကိုပိုင်ဆိုင်ထားတဲ့သူပြိုင်ဘက်10ယောက်မှာ9ယောက်ကိုတတိလစ်သွားအောင်ဒါမှမဟုတ်ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်ခြေမုံနိုင်စွမ်းရှိသူရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုကတော့ MMA လောကရဲ့ဂန်နဝင်းနီဖြစ်တဲ့ Alexander Volkanovski နဲ့ Max Holloway တို့ကိုအလဲထိုးတပ်ပွဲတွေပါပဲသူ့နာမည်က Ilia Topuria ဒီနေ့မှာတော့သူ့ရဲ့မယုံနိုင်စရာဘဝဇာတ်ကြောင်းကိုပြောပြသွားပါပါဇလန်ကဂျော်ဂျီယာနိုင်ငံရဲ့အဖခါဇီးယားပြည်နယ်မှာစတင်ခဲ့ပါတယ်ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပြည်တွင်းစစ်တွေပြင်းထန်ခဲ့ပြီးဂျော်ဂျီယာလူမျိုးရာပေါင်းများစွာနှင်ထုတ်ခံခဲ့ရပါတယ်အဲ့ဒီထဲမှာအီလီယာရဲ့မိဘတွေဖြစ်တဲ့ဇာဇာနဲ့အင်ဂါတို့လည်းပါဝင်ခဲ့ပြီးဂျာမနီနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်အဲ့ဒီနောက်1998ခုနှစ်ဇန်နဝါရီ21ရက်နေ့မှာတော့အီလီယာကိုမွေးဖွားခဲ့တာဖြစ်ပါတယ်အသက်4နှစ်မှာဂျူရိုစတင်ခဲ့ပြီးအသက်9နှစ်မှာတော့နပန်းပညာကိုစတင်မြတ်နိုးခဲ့ပါတယ်မိသားစုနဲ့အတူဂျော်ဂျီယာကိုပြန်လဲအခြေချချိန်မှာတော့နပန်းပညာကို10နှစ်နီးပါးအပတ်တကုတ်လေ့ကျင့်ခဲ့ပြီးထူးချွန်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ်အသက်15နှစ်အရွယ်မှာစီးပွားရေးအခက်အခဲကြောင့်စပိန်နိုင်ငံအလီကန်တေကိုမိသားစုလိုက်ပြောင်းရွှေ့ခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီမြို့မှာနပန်းတင်တန်းကြောင့်မရှိခဲ့ပါဘူးတနေ့မှာတော့အီလီယာရဲ့ဗီဂင်ဟာဈေးဝယ်ရင်လမ်းမှာနားရွယ်ထူထူနဲ့လူတယောက်ကိုတွေ့ပြီးသူ့သားတွေအတွက်တင်တန်းမေးရကနေကလီမန်ကလပ်ဆိုတဲ့ဂျင်းနဲ့စတင်သိရှိခဲ့ရပါတယ်အဲ့ဒီနေရာမှာအီလီယာဟာ BJJ နဲ့ MMA ကိုစတင်ထိတွေ့ခဲ့ပြီးသူ့ရဲ့ဘဝဘေးကံကြမ္မာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အသက်15နှစ်မှာတင်ကျောင်းထွက်ပြီးကိုကန်ဖီညာကိုပဲဇောက်ချလုပ်ကိုင်ဖို့သူ့ဖခင်ကိုခွင့်တောင်းခဲ့ပါတယ် Professional အစောပိုင်း၄ပွဲစလုံးမှာပြိုင်ဘက်တွေကို submission နဲ့အနိုင်ယူခဲ့ပါတယ်အသက်21နှစ်မှာတင် BJJ Black Belt ကို6နှစ်အတွင်း10ကြိမ်သိမ်းရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ Cage Warrior အဖွဲ့အစည်းမှာ Champion ခါဘတ်လူဖို့အခွင့်အရေးရချိန်မှာကိုအလေးချိန်2ကီလိုဂရမ်ကျော်ပိုနေခဲ့လာကြောင်းအခွင့်အရေးလက်လွတ်ထည့်ရပြီးစိတ်ပြတ်ထည့်ရပါတယ်2020ကက်ရိုးကအတွင်း8ရက်အလိုကျင်းညာခြင်းမဲ့အတူ UFC ကသူ့ကိုအစားထိုးကစားသမားအဖြစ်ခေါ်ယူခဲ့ပါတယ်သူဟာကိုဗစ်ရောဂါကနေပြန်လည်သက်သာခါစားထည့်ပေမဲ့ဒီအခွင့်အရေးကိုလက်မလွတ်ထည့်ပါဘူး UFC မှာစက်တိုက်အနိုင်ရပြီးနောက်2024ခုနှစ်ဖေဖော်ဝါရီ19ရက်မှာဂန်ဒဝင်း Alexander Volkanovski နဲ့ထိုးတက်ခွင့်ရခဲ့ပါတယ်ပထမအချီမှာ Volkanovski ကအသာစီးရနေခဲ့ပေမဲ့ဒုတိယအချီမှာတော့အီလီယာရဲ့ပြင်းပြင်းထန်ထန်လက်ထီးရက်တွေကြောင့် Volkanovski ဟာတတိလက်လဲကျသွားခဲ့ပြီးအီလီယာဟာ UFC ချန်ပီယံတစ်ဖြစ်လာခဲ့ပါတယ်နောက်ထပ်ဂန်ဒဝင်းဦးဖြစ်တဲ့ Max Holloway နဲ့ပွဲမှာလည်းဘသူမှအလဲမထိုးနိုင်ခဲ့ဘူးတဲ့ Holloway ကိုပထမအကြိမ်အဖြစ်တတိယအချီမှာအလဲထိုးပြပြန်ပါတယ်အီလီယာဟာ80ကီလိုတန်းကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပြီး Charles Oliveira နဲ့လက်နေတဲ့ချန်ပီယံခါဘတ်တဲ့ထိုးတက်ပြီးအနိုင်ယူနိုင်ခဲ့ပါတယ်12နှစ်တာသွေးချွေးမျက်ရည်တွေနဲ့ရင်းနှီးခဲ့ရတဲ့ဒီဒုက္ခတွေလေးဟာအခုဆိုရင်ကမ္ဘာအဆင့်အိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါပြီသူဟာတမိုင်းတစ်လျှောက်အကောင်းဆုံးဖိုက်တာထက်လာဖို့ခြေလမ်းပြင်နေပါပြီတမိုင်းဆိုတာအောင်နိုင်သူတွေရေးခဲ့တာပါဒါပေမဲ့တချို့တမိုင်းတွေကတော့သွေးနဲ့ရေးခဲ့ရတယ်လို့တချို့ကတော့မယုံနိုင်စရာယုံကြည်ချက်တွေနဲ့တိဆောက်ခဲ့ရတာပါဒီနေ့မှာတော့ကမ္ဘာက Matador လို့ခေါ်ကြတဲ့ရှုံးနှင်ခြင်းဆိုတာကိုအဘိဓမ္မာမရှိတဲ့လူတစ်ယောက်အကြောင်းကျွန်တော်တို့ပြောပြပါစေသူဟာဘာလို့လဲသူဟာအနာဂတ်ရဲ့အရှင်သခင်လားဒါမှမဟုတ်ကံကောင်းနေတဲ့ကောင်လေးတစ်ယောက်လားစစ်ပွဲရဲ့အရေးမဲတစ်ယောက်မှာခလီတစ်ယောက်ရဲ့ကစားကွင်းဟာဘွန်းခိုခြင်းတွေဖြစ်နေခဲ့ရတယ်နေရပ်အန်နီနှင်ထုတ်ခံရတာတိုက်တပားမှာမျက်နှာငယ်ရတာတွေကအီလီယာရဲ့နှလုံးသားကိုတန်မနီလိုမာကြောလာစေခဲ့တယ်လူတွေကမေးကြတယ်မင်းဘာလို့ဒီလောက်ကြိုးစားနေရလဲတဲ့သူကတော့ပြုံးပြီးပြန်ပြောလိမ့်မယ်ငါမှရှုံးနိုင်ဖို့အခွင့်အရေးမရှိဘူးငါမိသားစုအတွက်ငါဟာနောက်ဆုံးမျှော်လင့်ချက်တဲ့လူတွေကသူအလဲထိုးလိုက်တဲ့10စက္ကန့်ကိုပဲမြင်ကြတာပါဒါပေမဲ့အဲ့ဒီ10စက္ကန့်အတွက်သူပေးဆက်ခဲ့ရတဲ့12နှစ်တာကာလကိုတော့ဘယ်သူမှမမြင်ကြဘူးဂျင်ထဲမှာတယောက်တည်းသွေးအန်မတက်လေ့ကျင့်ခဲ့ရတဲ့ညတွေခန္ဓာကိုယ်ကတော်ပြီလို့အော်ဟစ်နေခြင်းမှာတော့စိတ်တက်ကိုအတင်းတွန်းတင်ခဲ့ရတဲ့အချိန်တွေဒါတွေဟာအောင်မြင်မှုရဲ့ရင်းနှီးပေးဆပ်မှုတွေပါပဲကွင်းလုံးဟင်းနေတဲ့အော်ဟစ်တောင်းတွေကြားမှာအီလီယာကတော့တည်ငြိမ်နေသေးပါသူဟာသားကောင်ကိုစောင့်နေတဲ့ကြားတကောင်လိုပဲပြီးတော့ဝုန်းကနေအဲ့ဒီလက်သီးတစ်ချက်ဟာ Volkanovski ကိုလဲကျစေတာမဟုတ်ပါဘူးတက်ကဘာလုံးကိုတုံးလုတ်သွားစေခဲ့တာပါအဲ့ဒီညမှာပဲဘရင်တစ်ပါးကြာဆုံးပြီးဧကရော့တစ်တစ်ပါးနန်းတက်လာခဲ့ပါပြီအီလီယာတော်ပူရီယာရဲ့ဇလန်ကကျွန်တော်တို့ကိုတခုပဲသင်ပေးပါတယ်မင်းဘယ်ကလာတယ်လဲဆိုတာအရေးမကြီးဘူးမင်းဘယ်ကိုသွားမှလဲဆိုတာပဲအရေးကြီးတာအခုတော့သူဟာ weight dan နှစ်ခုချန်ပီယံဖြစ်ဖို့နေပါပြီသင်ကော
သူ့ရဲ့အောင်မြင်မှုခရီးစဉ်ဟာဒီမှာတင်ရက်တန့်သွားမယ်ထင်ပါသလားဒါမှမဟုတ် MMA လောကရဲ့ထာဝရဂန်ဒဝင့်ဖြစ်လာမလား comment မှာဆွေးနွေးသွားကြပါဦး